ဒီဇလန်လေးကတော့ငငယ်လေးကလေးကတက်ထုတွင်တူသမားတယောက်ဖြစ်ချင်ခဲ့တဲ့ State ဆိုတဲ့ကောင်လေးတယောက်အကြောင်းနဲ့စတင်ထားပါတယ်။ဒါပေမဲ့သူတက်ထုတူဖို့စူးစမ်းတိုင်းအဖိုးကြီးတယောက်ကအမြဲတမ်းမောင်းထုတ်ခဲ့တာပေါ့။ဆယ်စုနှစ်တွေကြာပြီးတဲ့နောက်မှာတော့ State ဟာတကားလက်ကင်တွေလိုက်ရောင်းရတဲ့လူကြီးတယောက်ဖြစ်နေပါပြီ။ဒီနေ့မှာတော့သူစားနေတဲ့နေ့လယ်စာကသူ့ရဲ့ငယ်ဘဝဝါသနာကိုပြန်မှတ်ရစေခဲ့တယ်။ဒါနဲ့ပဲသူဟာငယ်စဉ်ကမျိုးလေးကိုပြန်သွားပြီးဟိုဖိုးကြီးကိုထိတ်တိုက်ရင်ဆိုင်သူ့ရဲ့တိုက်ခိုက်မှုတွေကိုရှောင်တိန်ပြီးမိုင်းတွင်းထဲကိုအရောက်ဝင်နိုင်ခဲ့တာပေါ့။မိုင်းတွင်းထဲမှာနိုင်ပေါင်းများစွာပျော့ပျော့ပါးပါးတူးရင်းနဲ့ State ဟာထူဆန်းပြီးအယောင်တလက်လက်တောက်ပနေတဲ့ရှေးဟောင်းပစ္စည်းနှစ်ခုကိုရှာတွေ့ခဲ့တယ်။အဲ့ဒီနှစ်ခုကိုပေါင်းလိုက်တဲ့အခါမှာတော့ Overworld လို့ခေါ်တဲ့တခြားကမ္ဘာတစ်ခုစီကိုသွားနိုင်တဲ့တကားပေါက်ကြီးပွင့်လာပါတော့တယ်။ State ဟာအဲ့ဒီကမ္ဘာတစ်ကိုချက်ချင်းပဲကြိုက်မိသွားခဲ့တယ်။အဲ့ဒီမှာကမိနစ်20တိုင်းညရောက်တက်ပြီးအရာအလုံးကကုပါတုံး block ပုံစံတွေကြီးပဲကိုယ်စိတ်ကူးတဲ့ရှိသမျှအရာအလုံးကိုတီထွင်ဖန်တီးလို့ရတယ်လို့သုံးမွေးနဲ့လှုပ်ထားတဲ့အိမ်ကြီးတောင်စောက်လို့ရတာပေါ့။နေ့ဘက်မှာတော့အဲ့ဒီကဘာကြီးကအရန်လာပေမဲ့ညဘက်မှာတော့ zombies တွေရန်ကနေလွတ်အောင်အိမ်ထဲမှာပဲအောင်းနေရတယ်တမနက်မှာတော့ State ဟာရန်လိုနေတဲ့ဝန်ပုတ်လွှတ်တကောင်နဲ့တွေ့ခဲ့ပေမဲ့အယိုးတစ်ချောင်းကျွေးလိုက်တဲ့အခါမှာတော့ရင်ပါသွားပြီးဒင်းနဲ့လို့နာမည်ပေးကအိမ်မွေးတိတ်ဆန်အဖြစ်မွေးလိုက်ပါတော့တယ်နှစ်တွေကြာကြီး State နဲ့ဒင်းနဲ့တို့ဟာတနယ်ဝင်တနယ်ထွက်ခရီးတွေနေရင်အမခန့်အဆောက်အုံတွေကိုတိစောက်ခဲ့ကြတာပေါ့။တနေ့မှာတော့သူတို့ဟာထူးဆန်းတဲ့အပြက်စီးပုံတွေကြားမှာအတုံးတုံးပါတဲ့တစ်တာတလုံးကိုတွေ့ခဲ့တဲ့ State ကအဲ့ဒီအတုံးကိုဖြည့်လိုက်တဲ့အခါမှာတော့တကားပေါက်အသစ်တစ်ခုထပ်ပွင့်လာပြန်ရောအဲ့ဒီတကားကိုဖြတ်သွားတဲ့အခါမှာတော့သူတို့ဟာနေတာဆိုတဲ့ငရဲပြည်လိုနေရာကိုရောက်သွားခဲ့တယ်အဲ့ဒီမှာတော့ရွှေကိုပဲယူယူမူမူလိုက်ရှာနေတဲ့ပြစ်ကလင်တွေပဲရှိတယ်သူတို့ရဲ့ခေါင်းဆောင်ကတော့မကောင်းဆိုးဝါးဆုံးမကြီးမဲကိုစာပေါ့သူကလောကတစ်ခုလုံးကိုစိုးမိုးနိုင်မဲ့မှော်လုံးကိုရှာနေတာပါState မှာရှိနေတဲ့တောက်ပတဲ့ရှေးဟောင်းပစ္စည်းကအဲ့ဒီဘောလုံးဖြစ်နေတာမို့ဆုံးမကြီးကလူယူသွားပြီး overall ကဘာကြီးကိုတိမ့်ပိုက်ဖို့ကြံစီပါတော့တယ် State နဲ့ Dinit တို့အချုပ်ထဲရောက်သွားပေမဲ့ Dinit ကတော့ကိုခိုးယူပြီးသူတို့နှစ်ယောက်လွတ်မြောက်ခဲ့ကြတယ်အဲ့ဒီနောက်မော်ဘောလုံးကိုပြန်လူပြီး State က Dinit ကိုအပြင်ကဘာကသူ့အိမ်စီကိုအမြန်သွားပို့ခိုင်းလိုက်တယ်State ကိုပြစ်ကလင်တွေကပြန်ဖမ်းမိသွားပေမဲ့Dinit နောက်ကိုလိုက်တဲ့ပြစ်ကလင်တွေကတော့ overall ထဲရောက်သွားတဲ့အခါ zombie တွေဖြစ်သွားတာကြောင့်ဆုတ်ခွာခဲ့ရပါတယ်Dinit ဟာလဲသူ့ရဲ့လက်ပတ်လေးကျွတ်ကြကြံရစ်ခဲ့တဲ့လူသားကဘာရောက်တဲ့အခါDinit ကမော်ဘောလုံးကိုStateရဲ့ခွတ်တဲ့အောက်မှာဝတ်ထားလိုက်ပေမဲ့ဘောလုံးကနှစ်ချမ်းကွဲသွားတာကြောင့်တကားပေါက်ကြီးပိတ်သွားပြီးDinitလည်းအဲ့ဒီမှာပဲတောင်တင်ကြံရစ်ခဲ့ပါတော့တယ်။နောက်ထပ်နှစ်ပေါင်းများစွာကြာတဲ့အခါအိုင်ဒါဟိုမျိုးလေးကဂါရက်ဆိုတဲ့လူကြီးတယောက်စီရောက်သွားပါတယ်သူက80ခုနှစ်တွေတုန်းကဂိမ်းချန်ပီယံတယောက်ဖြစ်ခဲ့ပြီးအခုတော့ခေတ်ဟောင်းပစ္စည်းဆိုင်လေးဖွင့်ထားတာပါဒါပေမဲ့ဆိုင်ကအဆင်မပြေတာကြောင့်အနှင်ခံရတော့မယ့်အခြေအနေမှာရှိနေတဲ့ပတ်စံအသေးအတန်လိုနေတဲ့ဂါရက်ဟာလေလံပွဲတစ်ခုကတစ်တာတစ်လုံးကိုဒေါ်လာ900ပေးပြီးဝယ်လိုက်ပေမဲ့အထဲမှာသူလိုချင်တဲ့အဖိုးတန်ပစ္စည်းမပါပဲအလွတ်ကြီးဖြစ်နေတာကိုတွေ့လိုက်ရတယ်သူဟာဒေါသတကြီးနဲ့အကုန်လျှောက်ရိုက်ခွဲနေတော့မှအထဲကနေမော်ဘောလုံးအပိုင်းစလေးတွေထွက်ကျလာတာကိုတော့သူသတိမထားမိခဲ့ဘူးအခြေအနေကပိုဆိုးကျင်တော့အိမ်ပြန်လမ်းမှာသူ့ကားကလမ်းလေခေါင်မှာတက်သွားပြန်ရောအဲ့ဒီအချိန်မှာပဲမိခင်ဖြစ်သူရဲ့နောက်ဆုံးဆန္ဒအရဒီမျိုးလေးကိုပြောင်းလာကြတဲ့နာတလီနဲ့ဟင်နရီတို့မောင်နှမနှစ်ယောက်ကဂါးရက်ကားဘေးမှာတောင်းကျမ်းနေတာကိုတွေ့သွားကြတယ်သူတို့မျိုးကိုရောက်တဲ့အခါမှာတော့အကျိုးဆောင်ဒေါန်ကသူတို့နေမဲ့အိမ်တော်နဲ့အတူလက်ဆောင်တွေပေးခဲ့တယ်ဒေါန်ကတရိတ်ဆန်ရုံဖွင့်ကျင်တဲ့သူမို့သူ့ကားထဲမှာအမြဲတမ်းတရိတ်ဆန်လေးတွေပါတတ်တယ်နောက်တနေ့မှာတော့ဟင်နရီကျောင်းသွားတဲ့အခါတငယ်ချင်းရအောင်ဆိုပြီးနာတလီကသူတို့အမေရဲ့လက်ရပီဇာကိုလုပ်ပေးလိုက်တယ်ကျောင်းသွားလမ်းမှာဟင်နရီကဂါရက်ရဲ့ဆိုင်ကိုဝင်ကြည့်မိပြီးဂါရက်ကလည်းသူ့ကိုဘဝတင်ငန်းစာတွေပေးမယ်ဆိုပြီးပတ်စံအစားပီဇာကိုယူလိုက်တာပေါ့ဂါရက်ရဲ့စကားတွေကနားမလည်နိုင်စရာတွေဖြစ်နေပေမဲ့တင်းဝက်ဟာအရေးကြီးတယ်ဆိုတာကိုတော့ဟင်နရီမှတ်သွားခဲ့တယ်ကျောင်းရောက်လို့အမှုပညာတန်းမှာဆီယာမကငှက်ပြောသီးပုံဆွဲခိုင်းပေမဲ့ဟင်နရီကတော့ချက်ပတ်ပါတဲ့ငှက်ပြောသီးပုံကိုဆွဲလိုက်လို့အဆူခံရပြီးတငယ်ချင်းတွေရဲ့လှောင်ပြောင်တာကိုခံရပြန်တယ်ဒါကိုတက်တည်ပြဖို့ဟင်နရီကကျောင်းတက်ခွဲခန်းမှာတကယ်ပဲချက်ပတ်ကိုတီထွင်ပြီးအယိုးစုရုပ်ကြီးမှာတက်ကစမ်းတက်ပြခဲ့တယ်ဒါပေမဲ့ချက်ပတ်ကလေထဲမှာပြတ်သွားပြီးနာတလီအလုတ်လုတ်တဲ့အာလူးကျော်ဆက်ယုံပေါ်ကိုပြုတ်ကျကအမိုးပေါ်ကအာလူးရုပ်ထုကြီးကိုပါမြစ်ထဲကျသွားစေခဲ့တယ်ဒီကိစ္စကြောင့်ကြောင်းထုတ်ခံရမယ့်အခြေအနေရောက်လာတဲ့အခါဟင်နရီကနာတလီကိုမခေါ်ပဲဂါရက်ကိုဒေါ်လာပေးပြီးတူးဦးလေးဖြစ်ဟန်ဆောင်ခိုင်းခဲ့တယ်ဂါရက်ရောက်လာတဲ့အခါမှာတော့ကျောင်းအုပ်ကြီးကဂါရက်ကိုအရင်တုန်းကနာမည်ကြီးတယောက်ဖြစ်သိနေတာကြောင့်ဟင်နရီကိုလွှတ်ပေးလိုက်ပါတယ်ဆိုင်ကိုရောက်တဲ့အခါမှာတော့ဟင်နရီကသူ့ရဲ့စိတ်ကူးတွေကြာရှုံးတာကိုစိတ်ပြက်ပြီးမတ်ဆုစာအုပ်ကိုလွှတ်ပစ်လိုက်တော့မှထူးဆန်းတဲ့ရှင်းဟောင်းပစ္စည်းအပိုင်းစာတွေကိုတွေ့သွားခဲ့တယ်ဂါရက်ကအဲ့ဒီပစ္စည်းတွေကိုဘယ်တော့မှမပေါင်းဖို့တတိပေးချက်စာသားကိုဖတ်နေတော့မှပဲဟင်နရီကပေါင်းလိုက်မိတာကြောင့်မော်ဘောလုံးကြီးကတောက်ပလာပြီးအနေရရှိကြောင်းတတိပေးချက်တွေထွက်လာပါတော့တယ်တစ်ဖက်မှာလည်းနာတလီကဟင်နရီပျောက်သွားလို့လိုက်ရှာနေတော့ဒေါန်ကဟင်နရီဖုန်းကိုလိုက်ကြည့်ပေးရင်မိုင်းတွင်းထဲမှာရှိနေမှန်းသိသွားခဲ့တယ်ဂါရက်နဲ့ဟင်နရီတို့မိုင်းတွင်းထဲရောက်နေတာကိုဒင်းနစ်ကအဝေးကနေစောင့်ကြည့်နေခဲ့တယ်သူတို့တောက်ပတဲ့တကားပေါက်ကြီးကိုတွေးလိုက်ချိန်မှာပဲနာတလီတို့လည်းရောက်လာကြတယ်မော်ဘောလုံးစီကစွမ်းရည်တွေကြောင့်ဟင်နရီဟာတကားပေါက်ထဲကိုအဆွဲခံလိုက်ရပြီးကြံတဲ့သူတွေကလိုက်ဆွဲပေးမဲ့အားလုံးဟာအိုဘာဝကဘာထဲကိုရောက်သွားကြပါတော့တယ်အဲ့ဒီကဘာကြီးရဲ့လှပတဲ့မြင်ကွင်းကြောင့်သူတို့အံ့ဩမြင်တက်သွားခဲ့ရတယ်အဲ့ဒီအချိန်မှာပဲငရဲပြည်ကစုံမကြီးမဲကိုစာကမော်ဘောလုံးပြန်ရောက်လာတာကိုသိသွားပြီးနှစ်ပေါင်းများစွာအချုပ်ထဲမှာရှိနေတဲ့ State စီရောက်လာခဲ့တဲ့သူမက State ကိုအသုံးချပြီးဘောလုံးကိုပြန်ယူခိုင်းခဲ့တဲ့ State ကလွတ်မြောက်အောင်ကြိုးစားပေမဲ့စုံမကြီးကဒင်းနစ်ရဲ့လက်ပတ်ကိုထုတ်ပြပြီးဒင်းနစ်ကိုတတ်မယ်လို့ချင်းချောက်လိုက်တာကြောင့် State မှာရွေးချယ်စရာမရှိတော့ပဲမော်ဘောလုံးကိုတွားယူပေးရပါတော့တယ်
တစ်ဖက်မှာတော့ညရောက်လာတဲ့အခါပင့်ကူစီးထားတဲ့အယိုးစုစစ်တီတွေရဲ့တိုက်ခိုက်မှုကိုခံရပြီးဂါရက်တယောက်တည်းလူစုကွဲသွားခဲ့တဲ့ဟင်နရီကတော့အမှတ်မထင်တစ်ပင်ကိုလက်သီးနဲ့ထိုးမိရာကနေတစ်တုံးလေးတွေရလာပြီးဒါတွေကိုအဆောက်အုံဆောက်ဖို့သုံးလို့ရမှန်းသိသွားခဲ့တဲ့သူကအဆောက်အုံတစ်ခုကိုအမြန်ဆောက်ပြီးပုံနေခဲ့ပေမဲ့မော်ဘော်လုံးကိုတော့အပြင်မှာမေ့ကြံခဲ့တဲ့ဂါရက်ကတော့ကျင်းတစ်ခုတည်းပြုတ်ကျရာကနေဂူထဲကနေပြန်ထွက်မှာခရစ်ပါတစ်ကောင်နဲ့တွေ့ပြီးပောက်ကွဲမှုကြောင့်လွင့်ထွက်သွားခဲ့တယ်။သူမော်ဘော်လုံးကိုကောက်ယူလိုက်ချိန်မှာပဲညတစ်ချက်ထိမှန်သွားလို့ဘော်လုံးကထပ်ပြီးကျိုးသွားပြန်ရောသူတို့အားလုံးစံပီတွေဝိုင်းခံထားရပြီးအနေရကြုံနေချိန်မှာပဲသူရဲကောင်းကြီးစတေးရောက်လာပြီးသူ့ရဲ့ပစိန်နဲ့စံပီတွေကိုနှိမ်နှင်းပေးခဲ့တဲ့စတေးကသူတို့အိမ်ပြန်နိုင်ဖို့ဆိုရင်ဘောလုံးနဲ့ချမ်းစလုံးလိုအပ်ကြောင်းနဲ့အသေးရဖို့အတွက်အနေရများတဲ့တစ်သားအိမ်ကိုတွားရမယ်လို့ပြောပြခဲ့တယ်သူတို့အားလုံးသဘောတူညီမှုရယူပြီးခီးထွက်ခဲ့ကြတာပေါ့လန်ကီမှာသူတို့ကြေးရွာတစ်ခုကိုရောက်ပြီးလက်နက်တွေအကာအကွယ်တွေပြင်ဆင်ကြတယ်အဲ့ဒီမှာပဲစုံမကြီးလွတ်လိုက်တဲ့တိကလင်စစ်တပ်ကရောက်လာပြီးရွာကိုတိုက်ခိုက်ပါတော့တဲ့တိုက်ပွဲကပြင်းထန်လွန်ပြီးသူတို့တွေလူစုကွဲသွားခဲ့ပေမဲ့စတေးကဟင်နရီနဲ့ဂါရက်ကိုလေဟုန်စီးဝတ်စုံတွေပေးပြီးလွတ်မြောက်အောင်ကူညီပေးခဲ့တဲ့သူတို့တွေကောင်းကင်ဘုံမှာရင်သက်ရှုမောဖွဲ့ပြန်တန်းရင်ရန်သူတွေနောက်ကလိုက်တာကိုခံခဲ့ရပေမဲ့စတေးရဲ့ကျွမ်းကျင်မှုကြောင့်လွတ်မြောက်ခဲ့ကြတယ်တစ်ဖက်မှာလည်းနာတလီနဲ့ဒေါ်တို့ဟာဒင်းနစ်နဲ့ပြန်ဆုံခဲ့ကြပြီးဒင်းနစ်ကသူတို့ကိုစတေးရှိရာစီလမ်းပြခေါ်သွားပေးခဲ့တယ်နောက်ဆုံးမှာတော့သူတို့အားလုံးပြန်ဆုံကြပြီးဟင်နရီကရဲရဲဝုန်းဝုန်းနဲ့အထဲကိုဝင်ကာမော်ဘော်လုံးအစ်စ်ကိုရှာတွေ့ခဲ့တယ်ဒါပေမဲ့စုံမကြီးမဲကိုစာရောက်လာပြီးဘော်လုံးကိုလူယူကနေမင်းကြီးကိုကွယ်ပစ်ဖို့ကြံစီပါတော့တယ်နေမင်းကြီးကွယ်သွားတာကြောင့်မကောင်းဆိုးဝါးတွေအပြင်ကိုထွက်လာနိုင်ကြပြီးကဘာကြီးပျက်စီးတော့မဲ့အခြေအနေရောက်လာတယ်ဒါပေမဲ့သူတို့အားလုံးအမလျှော့ပဲဟင်နရီရဲ့တီထွင်ဖန်တီးမှုတွေနဲ့ပြန်လည်တိုက်ခိုက်ခဲ့ကြတဲ့တိုက်ပွဲကအရန်ကိုအကျိတ်အနေရှိလာပါတယ်နောက်ဆုံးမှာတော့ဂါယက်ကသူတို့အားလုံးကိုကယ်တင်ပေးခဲ့ပြီးဟင်နရီကမီးဘောလုံးတွေနဲ့ပစ်ခတ်လိုက်တာကြောင့်မော်ဘောလုံးကြီးပျက်စီးသွားပြီးနေမင်းကြီးပြန်ထွက်လာပါတော့တယ်နေအောင်အောက်မှာမကောင်းဆိုးဝါးတွေအားလုံးပျက်စီးသွားပြီးစုံမကြီးလည်းရှုံးနိမ့်သွားခဲ့ရတယ်ဇက်သိမ်းမှာတော့သူတို့အားလုံးလူသားကဘာကိုပြန်ဖို့ပြင်ဆင်ကြတဲ့စတေးလဲဒင်းနစ်ကိုနှုတ်ဆက်ပြီးသူတို့နဲ့အတူလူသားကဘာကိုလိုက်လာခဲ့တယ်အခုဆိုရင်ဂါရက်ရဲ့ဆိုင်လေးကပြန်လဲစီကားနေပြီးသူတို့အားလုံးဟာကိုစီအောင်မြင်တဲ့ဘဝတွေကိုပိုင်ဆိုင်နေကြပါပြီဟင်နရီလည်းတကယ်ပြန်တန်းနိုင်တဲ့ချက်ပတ်ကိုတီထွင်နိုင်ခဲ့ပြီးလူတိုင်းရဲ့အားကျမှုကိုရရှိခဲ့ပါတော့တယ်